မင်္ဂလာပါခင်ဗျရှေကိုခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကသူတို့ဆုံးရှုံးထားတဲ့နေမြေတွေအမြန်ဆုံးပြန်လည်သိမ်းပြီးအတွက်ထိုးစစ်တွေကိုအခုမေလနောက်ပိုင်းကနေစတင်တော့မှာဖြစ်ပြီးမိုးရင်းကာလတွေမှာပါလေကြောင်းတက်ခိုက်မှုတွေနဲ့နေမြေရှင်းလင်းမှုတွေလုပ်ဖို့အကြံဖတ်မဲအွန်လိုင်းဦးစီးပြီးလုပ်တဲ့စီရေးဆိုင်ရာအစည်းအဝေးမှာဆုံးဖြတ်လိုက်တယ်ဆိုပါတယ်ဂျပန်စကောင်စီရုပ်ဆိုင်ရာနေပြည်တော်ကိုဗဟိုပြုပြီးဒီကနေ့မေလ20ရက်နေ့မနက်ပိုင်းမှာပဲအင်အား3.9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့်စကောင်စီလက်အောက်ခံဒန်စီလီယန်ဝန်ဒန်တွေနဲ့ပြည်သူတွေပါထိတ်လန့်ခဲ့ရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်စကောင်စီကသူတို့ဆုံးရှုံးထားတဲ့နေမြေတွေအများဆုံးပြန်လဲသိမ်းပြီးအတွက်ထိုးစစ်တွေကိုအခုမေလနှောင်းပိုင်းကနေစတင်တော့မှာဖြစ်ပြီးမိုးတွင်းကာလတွေမှာပါလေကြောင်းတက်ခိုက်မှုတွေနဲ့နေမြေရှင်းလင်းမှုတွေလုပ်ဖို့အကြံဖတ်မဲအွန်လိုင်းဦးစီးပြီးလုပ်တဲ့စစ်ရေးဆိုင်ရာအစည်းအဝေးမှာဆုံးဖြတ်လိုက်ပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မေလ15ရက်နေ့မေလ16ရက်နေ့အပါအဝင်အခုလလယ်ပိုင်းမှာတင်နေပြည်တော်စီယုံချုပ်မှာအကြံဖတ်မဲအွန်လိုင်းဦးစီးပြီးစစ်ရေးဆိုင်ရာအစည်းအဝေးများစွာကိုပြုလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအစည်းအဝေးတွေကနေသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမတိုင်မီသူတို့ဆုံးရှုံးထားတဲ့နေမြေတွေကိုအမြန်ဆုံးပြန်လည်သိမ်းပြီးအတွက်ထိုးစစ်စင်တာတွေဇက်တိုက်လုပ်ဖို့အခုမေလနှောင်းပိုင်းကနေစတင်မဲ့ကိစ္စတွေအပြင်မိုးတွင်းကာလတွေမှာပါလေကြောင်းတက်ခိုက်မှုတွေနဲ့နေမြေရှင်းလင်းမှုတွေလုပ်ဖို့ဆုံးဖြတ်လိုက်ပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုထိုးစစ်တွေမှာစစ်မှုတပ်သားအသစ်တွေကိုတိုက်ခိုက်ရေးတပ်တွေလက်ယုံတပ်တွေနဲ့အတူအဓိကထားအသုံးပြုမှာဖြစ်ပြီးရွေးကောက်ပွဲမတိုင်မီ6လအတွင်းစစ်တပ်ကသူတို့ဆုံးရှုံးထားတဲ့နေမြေတွေတဲကနေရသမျှအကုန်ပြန်သိမ်းခိုင်းနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲဒီလိုစစ်ကောင်စီကသူတို့ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်လည်တိုက်ယူမဲ့ဦးစားပေးစရင်းနဲ့မှာရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုအပါဝင် TNL သိမ်းပိုက်ထားတဲ့မြို့နယ်တွေနဲ့စကိုင်းတိုင်းဒင်းသာရီတိုင်းကရင်နီချင်းပြည်နယ်တို့ပါဝင်ပြီးတစ်ဖက်ကရခိုင်ပြည်နယ်ကချင်ပြည်နယ်ပဲခူးတိုင်းနဲ့မကွေးတိုင်းတွေမှာလည်းစစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်ဖို့ရှိနေတယ်လို့လည်းနေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကိုဗဟိုပြုပြီးဒီကနေ့မေလ20ရက်နေ့မနက်ပိုင်းမှာပဲအင်အား3.9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားမှုကြောင့်စစ်ကောင်စီလက်အောက်ခံနန်စီဒီယန်ဝန်ထမ်းတွေနဲ့ပြည်သူတွေပါထိတ်လန့်ခဲ့ရတယ်လို့ဒေသခံပြည်သူတွေနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောပါတယ်။ဒါကတော့ဒီကနေ့မေလ20ရက်နေ့မနက်10:00 နာရီခွဲဝန်းကျင်လောက်ကပဲအကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကိုဗဟိုပြုပြီးအင်အား3.9အဆင့်ရှိတဲ့ငလျင်ဟာတိတိတသားကိုလှုပ်ခတ်သွားပြန်နေဆိုပါတယ်။အဲဒီလိုငလင်လုတ်ခတ်သွားတဲ့အချိန်နေပြည်တော်နေပြည်သူတွေလည်းလမ်းမပေါ်တွေကိုပြေးထွက်ခဲ့ကြသလိုစစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနယာယီရုံးတချို့မှာရှိတဲ့ဝန်ထမ်းတွေလည်းထိတ်လန့်ပြီးအပြင်ကိုပြေးထွက်ရမှုတချို့ဖြစ်ပွားခဲ့တယ်လို့နေပြည်တော်တကုံးမြို့နေပြည်သူတို့ကပြောထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကပဲပြင်အား9.9အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်စကိုင်းမန္တလေးအပါအဝင်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကဝန်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအိမ်ယာတွေပါပြိုကျပျက်စီးမှုတွေရှိထားရမှာတချို့ပြိုကျလူဆက်ဆက်ဖြစ်နေတဲ့အဆောက်အဦတွေဆိုအခုချိန်ထိရှင်းလင်းမှုတွေမလုပ်နိုင်သေးပဲဒီအတိုင်းရှိနေတုံးဖြစ်တဲ့အတွက်အခုလိုနောက်ဆက်တွဲငလင်တွေလှုပ်တဲ့အချိန်ပြည်သူတွေရောစစ်တပ်လက်အောက်ခံနန်စီဒီယန်ဝန်ထမ်းတွေပါစိုးရိမ်ထိတ်လန့်မှုတွေရှိနေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ AR တိုင်းအင်္ဂပူမြို့နယ်မဲစလီကုန်းမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအာရခတ်တပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာရင်ခုခံကာဝယ်ဖို့အတွက်ဆိုပြီးလူငယ်တွေကိုစစ်တနမ်းပေးဖို့အတင်းကျပ်လုပ်နေပြန်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေစီကပါတအုပ်ကိုငွေကျပ်3သိန်းစီနဲ့အိမ်တော်တစုကိုငွေကျပ်1000စီကောက်ခံနေပြန်တယ်လို့မဲစလီကုန်းမြို့နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့အခုမေလဆန်းကစပြီး AR တိုင်းအင်္ဂပူမြို့နယ်မဲစလီကုန်းမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်တချို့ရောက်လာပြီးတော့လူငယ်တွေကိုစစ်တနမ်းပေးဖို့ဆိုပြီးအတင်းအကျပ်လူတစ်စုဆောင်းဓာတ်တွေလှုပ်လာနေတယ်ဆိုပါတယ်အဓိကစစ်ကောင်စီတပ်တွေရဲ့အကြောင်းပြချက်ကတော့အာရခတ်တပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာရင်အဲ့ဒီမဲစလီကုန်းမြို့မှာအဓိကခံစစ်တပ်နေရအဖြစ်ခုခံမှုအတွက်လူငယ်တွေကိုပါသူတို့စစ်တပ်ဘက်ကနေကူတိုက်ပေးဖို့စစ်တနမ်းပေးတာဖြစ်တယ်လို့ပြောပြီးအဲ့ဒီမဲစလီကုန်းမြို့မှာစစ်ကောင်စီရဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဌာနခွဲတစ်ခုအဖြစ်အနေနဲ့ပါခုခံစစ်ပြင်ဆင်ခိုင်းတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်ဒါအပြင်အဲ့ဒီစစ်မှုထမ်းမဲ့သူတွေနဲ့သူတို့စစ်တပ်ကိုထောက်ပံ့စရိတ်အဖြစ်စစ်ကောင်စီတပ်ကမဲစလီကုန်းမြို့မှာရှိတဲ့လုပ်ငန်းရှင်တွေစီကနေတအုပ်ကိုငွေကျပ်3သိန်းစီပေးဖို့ကောက်ခံနေတဲ့အပြင်အိမ်အောင်စုတွေစီကနေပါငွေကျပ်1000စီပေးရမယ်ဆိုပြီးကောက်ခံနေပြန်တယ်လို့မဲစလီကုန်းမြို့နေပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာလည်းအာရခတ်တပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေဟာ AR တိုင်းကအင်္ဂပူမြို့နယ်အထိဝင်ရောက်လာပြီးဆိုပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကအင်္ဂပူမြို့နယ်အတွင်းကကျေးရွာတချို့ကိုလေကြောင်းကနေဇက်တိုက်ပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပြီးတစ်ဖက်ကအင်္ဂပူမြို့နယ်မှာရှိတဲ့ကျေးရွာနေလူငယ်တွေကိုလည်း
သူတို့စစ်တပ်ဘက်ကနေကူတိုက်ဖို့အတွက်စစ်တပ်နဲ့တိုက်ရမယ်ဆိုပြီးမဲစီကုန်းမြို့ကိုစင့်ခေါ်တာတွေလုံနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းပေါင်းတယ်မြို့နယ်ကတိန်ကုန်းတာဝါတိုင်းစစ်တပ်အထိုင်စခန်းအတွက်အင်အားဖြည့်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုအတွင်းစစ်ကောင်စီတပ်သား3ဦးကတော့အတိအသေးကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးအဲ့ဒီသူတို့စစ်သားတွေကိုပကတ်တွေနဲ့တည်သွားကြတယ်လို့3631 PDF တရင်တာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ18ရက်နေ့ကပဲပေါင်းတယ်မြို့နယ်ဝဲကြီး10ပေါင်ကနေတိန်ကုန်းတာဝါတိုင်းအထိုင်စခန်းကိုအင်အားဖြည့်ဖို့ဆိုပြီးထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတိန်ကုန်းကျေးရွာအနီးအရောက်မှာကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား3ဦးကတော့နေရာမှာတင်ပြစ်လဲပြီးအတိအသေးကုန်ကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့စစ်သားတွေလည်းများသွားပြီးတဲ့နောက်တည်သွားတယ်သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုပကတ်တွေနဲ့တည်သွားကြတယ်လို့3631 PPD ရဲ့တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဒင်းတိုင်းခမောက်ကြီးမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ431တရင်ကစစ်မှုထမ်းအပတ်စဉ်ရှစ်တန်းတန်းစင်တပ်သားတင်မောင်ချစ်ကိုဆိုတဲ့သူဟာသူကန်ဆောင်တဲ့တနက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဘိတ်ခိုင် PDF တရင်3ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ15ရက်နေ့ကပဲခမောက်ကြီးမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ431တရင်ကိုအပုတ်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်တန်းတန်းစင်တပ်သားတင်မောင်ချစ်ကိုဆိုတဲ့သူဟာတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်ခြင်းတဲ့အကြောင်းကိုအရင်ဆုံးဆက်သွယ်ချိတ်ဆက်လာပြီးတဲ့နောက်သူကန်ဆောင်တဲ့လက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်မောင်ချစ်ကိုဆိုသူကိုတော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးဆိုပေးထားတဲ့အပြင်လက်နက်ပါလာတဲ့အတွက်စုငွေပါချင်းမြင်ပေးဖို့စီစဉ်နေပြီးအဲ့ဒီမောင်ချစ်ကိုဆိုသူဟာမြဝတီမြို့မှာပေါ်တာဆွဲခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်ရှစ်တင်တန်းကိုအပုတ်ခံလိုက်ရတာဖြစ်တယ်လို့လေဘိတ်ခိုင် PDF တရင်3ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံပုပ္ပရမြို့နယ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား44ဦးကိုထိုင်းအာဏာပိုင်တွေကထပ်မံဖမ်းဆီးရရှိထားပြန်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့ဒီနေ့မေလ20ရက်နေ့မနက်အစောပိုင်းမှာပဲထိုင်းနိုင်ငံပုပ္ပရမြို့နယ်မှာထိုင်းအာဏာပိုင်တွေကကင်းလဲတဲ့အချိန်ထိုင်းနိုင်ငံဒက်ကိုတော်လန်ကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား44ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုဖမ်းဆီးရမိထားတဲ့မြန်မာနိုင်ငံသား44ဦးဟာထိုင်းနိုင်ငံဘန်ကောက်မြို့နယ်ပထုံဒါနီကဆောက်လုပ်ရေးလုပ်ငန်းတွေစက်ရုံလုပ်ငန်းတွေမှာတွားရောက်အလုပ်လုပ်ဖို့တရားမဝင်လမ်းကြောင်းကနေထိုင်းနိုင်ငံဒက်ကိုဝင်ရောက်လာတာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပြီးလက်ရှိမှာတော့အဲ့ဒီမြန်မာနိုင်ငံသား44ဦးကိုထိုင်းနိုင်ငံပုပ္ပရမြို့နယ်ရဲစခန်းမှာပဲအမှုဖွင့်တရားစွဲထားတယ်လို့လည်းထိုင်းစစ်တပ်ကပါထုတ်ပြန်ထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ